မင်္ဂလာပါရှိုင်းကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဂျင်ကစားဖို့အကောင်းဆုံးချိန်ကဘယ်ချိန်လဲပေါ့နော်ဒီဟာကတော်တော်များများလဲပြောကြတယ်တော်တော်များများလဲမေးကြတယ်ပေါ့နော်တချို့တော်တော်များများထွင်ကြတယ်လည်းဖြေပူးကြတယ်ကျွန်တော်လည်းအခုဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆွေးနွေးခြင်းစိတ်ရှိလို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးကကျွန်တော်ကိုယ်တိုင်လဲကြုံနေရတဲ့အရာမျိုးပေါ့ဆိုတော့ဒီကျွန်တော်တို့ကိုလက်လက်ရှာလေ့ကျင့်ခန်းပေါ့နော်ကျန်းမာရေးအတွက်လောက်တာပဲဖြစ်စေခန္ဓာကိုယ်ဂိုးတစ်ခုအတွက်ကျွန်တော်တို့ကစားတာပဲဖြစ်ဖြစ်အချိန်ကတော့ကျွန်တော်တို့ကိုယ်နဲ့ကိုက်ညီတဲ့အချိန်အကောင်းဆုံးအချိန်ပေါ့နော်ကိုယ့်ရဲ့ဒီနေ့စုကအလုပ်တွေလုပ်လို့အဆင်ပြေတဲ့အချိန်ကိုအနားယူမဲ့ချိန်ဒါမှမဟုတ်ကိုယ်နဲ့ကိုက်ညီတဲ့ဘယ်လိုပြောလဲဗျာကိုအားတဲ့အချိန်ကစားတာအကောင်းဆုံးဖြစ်တယ်ပေါ့ဒါကတော့ရေဘူးရပြောတာပေါ့ဆိုတော့ကျွန်တော်တို့အတွေ့အကြုံပေါ့နော်ကျွန်တော်အတွေ့အကြုံရတခုအကြံပေးရမယ်ဆိုရင်တော့မနက်ခင်းကစားတဲ့မိတ်ဆွေတွေရဲ့အားသာချက်ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့တခုပေါ့နော်ကျွန်တော်တို့အလုပ်လုပ်တာပဲဖြစ်ဖြစ်ဒီကြောင်းသွားတာပဲဖြစ်ဖြစ်တခုကိစ္စတခုအလုပ်တွေပဲပြောကြပါဆိုကျွန်တော်အလုပ်ကရေဘူးရကျွန်တော်တို့8နာရီ9နာရီရုံတက်ရတယ်အလုပ်သွားရတယ်ပေါ့နော်အဲ့မတိုင်ခင်မှာကျွန်တော်တို့9နာရီလောက်ထိ9နာရီခွဲလောက်မှာကျွန်တော်တို့အပီးကစားရတယ်ပေါ့ချင်းကစားတယ်ဒါမှမဟုတ်ခင်ပိုင်းကစားတဲ့လူတွေပေါ့နော်ဆိုတော့ကျွန်တော်တို့တနာရီကြောတနာရီခွဲလောက်အချိန်ပေးရတယ်ပေါ့ချင်းကစားတာကဒီတနာရီပဲပြညတွက်မယ်ဆိုရင်ကျွန်တော်တို့ကမိတ်ဆွေက6နာရီလောက်ကိုအဲ့ရထားမှာဖြစ်မယ်ပေါ့6နာရီလောက်အဲ့ရထားပြီးတော့ကျွန်တော်တို့ဒီbefore workout ပေါ့နော်ဂျင်မကစားခင်ကျွန်တော်တို့အခုမှအိပ်ရထားတယ်တညာလုံးလဲဒီခန္ဓာကိုယ်ကခြေဖြတ်ထားတဲ့ဒီခန္ဓာကိုယ်ပေါ့နော်ဒီအစာအာဟာရတွေလည်းအကုန်လုံးကျွန်တော်တို့မနေ့ကစားထားတဲ့ energy တွေလည်းကျွန်တော်တို့ခန္ဓာကိုယ်ကတညာလုံးအလုပ်လုပ်ထားတာဖြစ်တဲ့အတွက် recovery လုပ်ထားတာဖြစ်တဲ့အတွက်ကုန်နေပြီအဲ့တော့ကျွန်တော်တို့ energy တွေနဲ့ဖြည့်မယ်ဖြည့်ပြီးရင်ကျွန်တော်တို့က6နာရီ15 6နာရီ20လောက်မှာစပြီးချိန်ကစားမယ်9နာရီခွဲလောက်မှာကျွန်တော်တို့ပြီးရဆိုရင်ဒါအဆင်ပြေတယ်အဲ့မှာကျွန်တော်တို့ကဟုတ်ပြီမနက်ခင်းကစားတဲ့ကစားသမားတွေရဲ့အားသာချက်ကဘာရှိလဲဆိုတော့ကျွန်တော်တို့ချင်းကစားပြီးသွားရင်တာဝန်ဝတ္တရားတစ်ခုအရာပဲဆိုတနေ့တာလောက်ရမယ်ကျန်းမာရေးအတွက်ဝတ္တရားတစ်ခုပေါ့နော်မဖြစ်မနေလုံးတဲ့နဲ့လောက်ရမယ်ဝတ္တရားတစ်ခုကိုပြီးမြောက်တဲ့အတွက်ကျွန်တော်တို့ဒီစိတ်ကျဉ်တဲ့ဖို့ရှိသေးတယ်နောက်ပြီးကျွန်တော်တို့ဒီညနေရုံကပြန်လာတဲ့အချိန်အလုပ်ကပြန်လာတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကတနေ့ကို energy တုံးထားဖြစ်တဲ့အတွက်ပင်ပန်းနွမ်းနေတယ်အဲ့အချိန်မှာကျွန်တော်တို့ကတခြားဒီကျန်းမာရေးကိစ္စလုပ်ပြီးတာဖြစ်တဲ့အတွက်စိတ်ဖြောင်းနဲ့ကိုယ့်ရဲ့မိသားစုရေးကိုယ်ပိုင်အချိန်တွေကိုပို့ပေးနိုင်တယ်ဒါကမနက်ပိုင်းကစားတဲ့သူတွေရဲ့အားသာချက်ပေါ့နော်အားနည်းချက်ကတော့ကျွန်တော်တို့ဒီညပိုင်းအိတ်တာနောက်ကျတဲ့လူတွေဆိုရင်ဒီကျွန်တော်ကိုယ်တိုင်လည်းဖြစ်တယ်ပေါ့ဘောလုံးမွေးတွေကြည့်တယ်ဆိုရင်ကျွန်တော်တို့အိတ်တာနောက်ကျတယ်အဲ့တော့မနဲ့မထနိုင်ဘူးပေါ့ဒါမျိုးတွေအဲ့တဲ့အတွက်ကျွန်တော်တို့အချိန်ကတသက်မဖြစ်ဘူးတခါကြရင်ထကစားဖြစ်တယ်တခါကြရင်မကစားဖြစ်ဘူးပေါ့ဒါမျိုးတွေတော့ရှိတယ်ပေါ့အဲ့ရစောထားရတယ်တကယ်ကတော့မနေ့ပိုင်းကစားတာကစောကျွန်တော်ပြောတဲ့အချက်တွေကဘိုးကောင်းပါတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီကိုယ့်ရဲ့တနေ့တာနေစုကလောက်ရမယ်အချက်မှရေးအတွက်ရောခန္ဓာကိုယ်ရဲ့ reset body goal အတွက်ရောကျွန်တော်တို့မနေ့ပိုင်းမှာတည်းပြီးမြောက်ထားတဲ့အတွက်တခြားဝေယဝိဆပေါ့နော်လှုပ်เสียရတယ်ကျွန်တော်တို့အလုံးမှာဒီ active ဖြစ်တယ်နောက်ပြီးရင်ပေါ့နဲ့ညနေရုံကပြန်လာရင် ACC နားရတယ်ဆိုတဲ့ fee ပေါ့နော် IP တွေရတယ်ပေါ့ကိုယ့်အတွက်အချိန်ညပိုင်းမှာပို့ထွက်တယ်ဒါကမနေ့ပိုင်းကစားတဲ့လူတွေဆိုတော့ညနေပိုင်းကစားတဲ့လူတွေကစောကျွန်တော်ပြောလို့မနေ့အစောကြီးတော့ထားတယ်မလို့အေးဝအောင်အိတ်လို့ရတယ်ရုံကကိုရုံက9နိုင်မှသွားမယ်ဆိုရင်10နိုင်လောက်ထိအိတ်လို့ရတယ်ပေါ့နော်ဒါအေးဝအောင်အိတ်လို့ရတယ်ဒီကတစ်ခုပေါ့အားသာချက်ကဒါပေမဲ့အားသာချက်ကစောကကျွန်တော်ပြောလို့ပဲတနေ့ကုန်အလုပ်ထဲမှာကျွန်တော်တို့က energy တွေသုံးခဲ့ရတာဖြစ်တဲ့အတွက်တကယ်ချင်းကစားမှုကြိုင်ပြင်းဖို့ရခိုင်နှုန်းများတယ်နောက်ပြီးကျွန်တော်တို့တဏီကုန်းအလုံးမှာလည်းစောဖြစ်လို့pressure တွေတခုခုပေါ့နော်အလုပ် pressure တခုခုအကြောင်းပြကိစ္စကြောင့်မို့ကျွန်တော်တို့ဖိအားတွေများတဲ့အတွက်ခါကြရင်ချင်းကစားရတာနည်းနည်းမလန်းမဆန်းတာဖြစ်တယ်ပေါ့နော်ဒါမျိုးတွေဖြစ်တယ်ကစားရတာတော့ကျွန်တော်ဗီဒီယိုဖိုင်ရဲ့အစမှာပြောခဲ့သလိုပဲပေါ့ဘယ်ချိန်မှာပဲကစားကျွန်တော်တို့ကကောင်းတာလုပ်တယ်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်အလှပဖြစ်ကောင်းတာလုပ်တဲ့အတွက်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တာဖြစ်တဲ့အတွက်ကောင်းပါတယ်ပေါ့နော်မိတ်ဆွေနဲ့ကန့်ညီမဲ့အရာကတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော် recommend ပေးချင်တာကတော့မနက်ပိုင်းကတော့ recommend ပေးချင်တယ်ပေါ့နော်မနက်ပိုင်းချင်းကစားတာကတော်တော်ကောင်းတယ်ပေါ့မကစားခင် weight gain ကစားသဘာပဲနေweight လောက်ကစားသမားပဲဆိုကျွန်တော်တို့ energy လေးတော့ဒီချင်းမကစားခင်ပေါ့နော်before workout မှာကျွန်တော်တို့ energy လေးတော့ဖြည့်ပြီးမှကစားဖို့ကျွန်တော်အကြံပေးခြင်းနဲ့
နောက်ပြီးဒီနေရာမှာကျွန်တော်တို့တော်တော်များတွေးကြပါတော့ဘာမှမစားခင်ပေါ့ဘာမှမစားခင်ကျွန်တော်တို့ကာဒီယိုတွေလှုပ်လိုက်တယ်နောက်ပြီးကျွန်တော်တို့ဟိုလမ်းတွေတွတ်တွတ်လျှောက်တယ်ပြေးတယ်ပေါ့နော်လမ်းတွတ်တွတ်လျှောက်တာကိစ္စမရှိဘူးပဲပြေးတဲ့အားတွေမှာပြေးတာလည်းကျွန်တော်တို့ကာဒီယိုဆိုပေမဲ့ energy သုံးရတယ်အဲ့တော့ကိုတညလုံးလဲကျွန်တော်တို့ခန္ဓာကိုယ်ကအစာတွေခြေဖြတ်ပြီး recovery လုပ်ထားတဲ့အတွက်ကျွန်တော်တို့စွမ်းရည်တွေအကုန်နေတဲ့အချိန်မှာကျွန်တော်တို့ကရှိသမျှစွမ်းရည်တွေအကုန်ထုတ်သုံးလိုက်တဲ့အချိန်မှာအစာမရှိဘဲနဲ့ပေါ့နော်ထုတ်သုံးလိုက်တဲ့အချိန်မှာကျွန်တော်တို့မာဆယ်တွေ damage ဖြစ်နိုင်တယ်ဒါလေးသတိထားသိချင်တယ်ပေါ့နော်ဒါကဟိုအနေချင်းဟိုသတိလက်လွတ်ဖြစ်တဲ့ဟို damage ပုံစံမျိုးပါအရန်ကြီးဟို serious ကြီးတော့မဟုတ်ဘူးဒါပေမဲ့ဘယ်လေ့ကျင့်ခန်းဘယ် workout တွေဘယ်လုပ်ချင်ပေါ့နော်before workout ကတော့ကျွန်တော်တို့အစာအာဟာရလေးကိုဖြည့်ပေးတဲ့ energy လေးဖြည့်ပေးတဲ့ဆိုကျွန်တော်အကြံပေးချင်ပါတယ်ဆိုတော့ဒီကစားနည်းဘယ်ချိန်မှကစားမလဲဆိုတော့ဒီ topic ကအရင်ယူရှင်းပါတယ်မိတ်ဆွေအဆင်ပြေတဲ့အချိန်ကစားပါအဲ့ဆိုရင်တစ်ခုလောက်ညွှန်ပေးပါဆိုရင်တော့ကျွန်တော်မနက်ပိုင်းကိုအားပေးပါတယ်မနက်ပိုင်းကကျွန်တော်ဒီ video file ထဲမှာပြောခဲ့သလိုပဲအစစရရသူကအားသာချက်တွေပိုကောင်းတယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာအခုလိုပဲကျွန်တော်တို့မိတ်ဆွေတို့အတွက်အကျိုးတစ်ခုခုဖြစ်ထွန်းစေမဲ့channel ပတ်သက်တဲ့ fitness ပတ်သက်တဲ့weight loss weight gain ပေါ့နော်အခုတော့ကျွန်တော် weight gain တွေပဲအတင်များတယ်ဒါပေမဲ့နောက်ပိုင်းကျရင်လည်းကျွန်တော်weight loss တဘာတွေအတွက်လည်းကျွန်တော် sharing လုပ်ပြီးတော့ပါမယ်ဆိုတော့ဒါကြောင့်မို့မိတ်ဆွေတို့အတွက်တခုအကျိုးရှိတယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လေးလုပ်ခဲ့ဖို့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်